မင်းသားလေးဟာသူ့ညီတော်ရဲ့နောက်မှာအမိရှိကြီးတစ်ခုပါနေတာကိုရုတ်တရက်သတိထားမိသွားတယ်ပိုဆိုးတာကမိထွေးဖြစ်သူမိဖုရားကြီးရဲ့ခေါင်းအောက်မှာလည်းအဲ့ဒီလိုအမိမျိုးအတူတူရှိနေတာကိုမြင်လိုက်ရတာပဲသူကခမည်းတော်ဖြစ်တဲ့ဘုရင်ကြီးကိုသွားပြောဖို့လုပ်ပေမဲ့ဘုရင်ကြီးကမိဖုရားရဲ့ပြူစားမှုကိုအပြည့်အဝခံထားရပြီးချစ်နေပြီမိထွေးဖြစ်သူဟာမင်းသားလေးကမိမိရဲ့ရှုပ်ဝက်ချက်ကိုတီးသွားမှရမိသွားပြီးမင်းသားလေးစီကိုမုံတွေမှုတ်ထုတ်လိုက်ပါတော့တယ်မင်းသားလေးရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းတင်းငယ်သွားပြီးသူကင်ထားတဲ့တက်သားလေးကပင်မနိုင်မနှင်းဖြစ်အောင်လေးလံလာခဲ့တယ်အမောင်မော်ပညာရဲ့လွန်မှုကြောင့်မင်းသားလေးဟာတက်သားလူရုပ်အဖြစ်ပြောင်းလဲသွားပြီးသူ့ညီတော်ကသူ့ကိုပြတင်းပေါက်ကနေအပြင်ကိုကန်ချလိုက်ပါတော့တယ်အဲ့ဒီနေ့ကစားပြီးတိုင်းပြည်ဟာကျွတ်တက်မတော်ရဲ့လက်အောက်ကိုကြားရောက်သွားခဲ့ရတယ်တစ်ဖက်မှာလည်းတက်သားလူရုပ်လေးဟာရေစီးချောင်းတိုင်းမျောပါသွားရင်းနဲ့ဝေးရာကိုရောက်ရှိသွားခဲ့တယ်နှစ်ပေါင်းများစွာကြာပြီးနောက်နှစ်တော်ကြာတဲ့အခါမှာတော့ရက်လုတ်ခေါ်တဲ့အပေါင်းဆိုင်ပိုင်ရှင်တယောက်ဟာအဲ့ဒီတက်သားလူရုပ်လေးကိုရရှိသွားခဲ့တယ်သူကကိူနာတက်ဆရာသမီးလေးမေရီကိုသဘောကျနေပေမဲ့မေရီကတော့အဲ့ဒီယွန်ဆရာကောင်းတဲ့လူကိုလုံးဝချစ်မရပါဘူးမေရီကိုအကြက်ကင်ပြီးအတင်းတမလက်ထပ်ဖို့အတွက်ရက်ထာမေရီရဲ့ကွယ်လွန်သူဖခင်ချန်ထားခဲ့တဲ့အကျွေးမြောက်များနဲ့ချင်းချောက်ပါတော့တယ်မထွက်ခွာခင်မှာလဲသူကမေရီကိုစနောက်တဲ့သဘောနဲ့အဲ့ဒီတက်သားလူရုပ်လေးကိုစစ်ဆက်လက်ဆောင်ဖြစ်ပေးခဲ့တယ်စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့မေရီကတက်သားလူရုပ်လေးကိုဘေးဖယ်ထားလိုက်ပြီးမိသားစုတပ်ပုံလေးကိုကြည့်ရင်ငယ်စဉ်ကလေးဘဝကိုပြန်ရောက်ချင်ကြောင်းကစားစရာအယုံဟောင်းလေးတွေနဲ့ပြန်ကစားချင်ကြောင်းရင်ထဲကနေအသေးအတန်ဆူတောင်းမိရှာတယ်ဒါပေမဲ့မထင်မှတ်ပဲသူမရဲ့ဆူတောင်းကတကယ်ချစ်လာခဲ့ပါတယ်ကျေတကွန်တစ်ခုဟာပြတင်းပေါက်ကနေရုတ်တရက်ပြန်တန်းဝင်ရောက်လာပြီးမေရီကိုရွှေရောင်လင်းနှန်းတွေနဲ့လွှမ်းကြုံသွားစေခဲ့တယ်မေရီပြန်နိုးလာတဲ့ခါမှာတော့ခနာကိုကလူသေးမွားလေးဖြစ်သွားတာကိုတွေးလိုက်ရလို့ထိတ်လန့်တကြားနဲ့တကားစီကိုပြေးပြီးအမေဖြစ်သူကိုအော်ဟစ်အကူအညီတောင်းမိတယ်ဒါပေမဲ့သူမရဲ့အမေကတော့ကျဆူဆူဝါဝါအော်ရဲမတ်နဲ့ချက်ဖမ်းဖို့အကြောင်းတကောင်ရှာရမယ်လို့ပဲတွေးနေခဲ့တယ်လူသေးလေးဖြစ်သွားတာကြောင့်ရက်နဲ့လက်မထက်ရတော့ပေမဲ့နေရာတိုင်းမှာအနေရတစ်တွေကစောင့်ကြိုနေခဲ့ပါတယ်အခန်းထဲကနေ့စဉ်သုံးပစ္စည်းလေးတွေကပင်သူမကိုအချိန်မရွေးအသက်အနေရပေးနိုင်တဲ့အရာတွေဖြစ်လာခဲ့တယ်မေရီဟာထိုးဆိုင်တော့မဲ့စက်ကူညက်အကိုတီတီလေးရှောင်နေလိုက်ရပေမဲ့နောက်ထပ်ပြုတ်ကျလာတဲ့မိတ်ကပ်ဖူးနဲ့ထပ်တိုးပြန်တဲ့လွတ်ပြန်လာတဲ့ပေါင်တာမှုတွေကသူမကိုတကူလုံးဖုံးလွှမ်းသွားစေခဲ့တယ်အဲ့ဒီနင်းမြူလိုပေါင်တာမှုတွေကြားထဲကနေအလုံးကြောက်စရာကောင်းတဲ့ကြွက်ကြီးတစ်ကောင်ထွက်လာတာကိုမြင်လိုက်ရတဲ့မေရီဟာကြောက်လန့်တကြားနဲ့နောက်ဆုတ်ရင်ခုခံဖို့အတွက်အနီးနားကစက်ကူညက်အကိုကောက်ကင်လိုက်ပေမဲ့ကြွက်ကြီးကအဲ့ဒီအကိုတကိုက်တဲနဲ့လူယူသွားခဲ့တယ်အရေးကြုံနေတဲ့အဲ့ဒီနောက်ဆုံးစက္ကန့်မှာပဲမင်းသားလေးကဓာတ်ကိုဆွဲပြီးမေရီကိုကယ်တင်ဖို့ပြေးဝင်လာခဲ့တယ်။အရာမကြွက်ကြီးကိုမကြောက်မရွံ့ရင်ဆိုင်ခဲ့ပေမဲ့အရွယ်စားချင်းကအစမတန်ကွာခြားနေတာကြောင့်ကြွက်ကြီးရဲ့ပုတ်ထုံးမှုကြောင့်မင်းသားလေးလွတ်ထွက်သွားပြီးဒါလည်းလွတ်ကျသွားခဲ့ရတယ်။မင်းသားလေးကျမ်းပြင်ပေါ်လဲကျသွားတဲ့အချိန်မှာကြွက်ကြီးကမေရီစီကိုပြန်လှည့်လာပြီးပါဆက်ကြီးကိုဟတ်လိုက်တယ်။ဒါပေမဲ့မင်းသားလေးကနောက်ဆုံးကွန်အားနဲ့ကြွက်မီကိုဆွဲလိုက်လို့မေရီကိုမကိုက်မိပဲလွဲချော်သွားခဲ့ရတယ်။ဒေါသထွက်သွားတဲ့ကြွက်ကြီးကမင်းသားလေးကိုရိုက်ထုတ်ပြီးသူ့ရဲ့ခြေသီးတွေနဲ့ဖင်းနှင်းထားလိုက်ကဝါမျိုးပေါ်ပါဆက်ကိုဟတ်လိုက်ပြန်တယ်။အဲ့ဒီအချိန်မှာပဲတိုးတကောင်ရုတ်တရက်ပြေးဝင်လာပြီးကြွက်ကြီးကိုတိုက်ခိုက်လိုက်တဲ့ကြွက်ကြီးကပြန်ထားပြီးတိုးကိုရန်ပြူဖို့လုပ်တဲ့အချိန်မှာပဲမထင်မှတ်ထားတဲ့မီးလုံးတစ်လုံးရဲ့တိခတ်မှုကိုခံလိုက်ရပြန်တယ်။ဒါဟာဆန်နာကလော့စ်ကမော်မီလုံးတွေနဲ့တိခတ်ပြီးကူညီလိုက်တာပါမီးတောက်တွေကိုကြောက်လန့်သွားတဲ့ကြွက်ကြီးဟာသူ့ရဲ့တွင်ထဲကိုတန်းတန်းမတ်မတ်ထွက်ပြေးသွားပါတော့တယ်။မေရီကတော့အသက်ဝင်လာတဲ့ကစားစရာရုပ်တွေကိုကြည့်ပြီးအညာမင်တက်လို့နေတဲ့ဆန်နာကလော့စ်ကဒီနေ့ဟာခရစ်စမတ်အကြိုညဖြစ်ပြီးမေရီရဲ့ရင်ထဲကဆူတောင်းစကားကြောင့်ဒီရုပ်တွေအသက်ဝင်လာတာဖြစ်ကြောင်းရှင်းပြခဲ့တယ်။နေသူငယ်ချင်းအယုတ်လေးတွေအသက်ဝင်လာတာကိုမြင်ရလို့မေရီတစ်ဖက်ကဝမ်းသာမိပေမဲ့တစ်သက်လုံးဒီလိုလူသေးလေးဘဝနဲ့မနေချင်တာကြောင့်စိတ်မကောင်းဖြစ်မိပြန်တယ်။ဆန်နာကလော့စ်ကစိတ်မပူဖို့နဲ့ဒီမော်ပညာကထားဝရမဟုတ်ကြောင်းခရစ်စမတ်မနက်ခင်းနေမင်းကြီးထွက်လာတာနဲ့ကျိန်းစာပြပြီးအရာအလုံးပုံမှန်တိုင်းပြန်ဖြစ်သွားမှာဖြစ်ကြောင်းပြောပြခဲ့တယ်။စိတ်သက်သာရသွားတဲ့မေရီကမင်းသားလေးကိုကျေးဇူးတင်စကားပြောပေမဲ့မင်းသားလေးကတော့သူဘသူ့ကိုမှမကယ်ခဲ့ပါဘူးလို့ညှင်းဆိုခဲ့တယ်။သူကကြွက်တွေကိုဘာကြောင့်မှမသိပဲအလိုလိုမုန်းတီးနေတာဖြစ်ပြီးသူ့ရဲ့အိမ်မက်တရားတွေအားလုံးပျောက်ဆုံးနေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီပြင်းပြတဲ့မုန်းတီးစိတ်ကတော့သူ့ဝိညာဉ်ထဲမှာအမြင့်ပဲချမ်းရစ်နေခဲ့တယ်။မင်းသားလေးဟာကြွက်တွင်းတစ်ခုကိုမြင်လိုက်ရတာနဲ့တတိလက်လွတ်ပဲအထဲကိုတိုးဝင်သွားခဲ့တယ်ဆန်နာကလော့စ်ကတော့စိုးရိမ်တကြီးဖြစ်သွားခဲ့ရတယ်ဘာလို့လဲဆိုတော့ကျိန်းစာပြေဖို့အတွက်အိမ်ထဲမှာရှိတဲ့သူအားလုံးကငြင်းငြင်းတက်တက်စောင့်ဆိုင်နေကြရမှာဖြစ်လို့ပါပဲမင်းသားလေးကိုပြန်ခေါ်လာဖို့အတွက်မေရီကတတိရှိရှိနဲ့ကြွက်တွင်းထဲကိုအရင်ဆုံးလိုက်ဝင်သွားခဲ့ပြီးသူမရဲ့နောက်ကနေကျက်စင်တကောင်ကိုတင်ဆောင်ထားတဲ့စိတ်တကောင်ကပါထက်ချက်မကွာလိုက်ပါသွားခဲ့တယ်ကျင်းမြောင်းနဲ့မြေအောက်ဦးမင်လောင်ကောင်းတိုင်လျှောက်လန်းလာခဲ့ကြပြီးနောက်ရုတ်တရက်ဆိုသလိုစမ်းကြဲလာတဲ့